US နှင့် Israel တို့၏လေကြောင်းတိုက်ခိုက်မှုများသည်မကြာသေးမီနာရီအတွင်းအီရန်နိုင်ငံရှိမြို့များအများအပြားကိုထိခိုက်တိုက်ခိုက်ခဲ့သည်အီရန်နောက်မြောက်ပိုင်းကူမြို့ဖြစ်သောစနန်ဒါတွင်ရှိသည့်ရေဒီယိုနှင့်ရုပ်မြင်သံကြားဌာနတစ်ခုလည်းပြစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရသည်အီရန်ကျန်းမာရေးဝန်ကြီးဌာန၏အဆိုအရစနေနေ့မှစတင်ပြီးယခုထိသေဆုံးသူ900ကျော်ရှိလာပြီးတိုက်ခိုက်မှုများဆက်လက်ပြင်းထန်နေကြောင်းသိရသည်ကြာသပတေးနေ့တွင်အီရန်ဘက်မှလည်းအစ္စရေးနိုင်ငံအပေါ်မစ်ဆိုင်းတိုက်ခိုက်မှုအသစ်တစ်လှိုင်းဖြင့်ပြန်လည်တုံ့ပြန်ခဲ့ပြီးTel Aviv အပါအဝင်ဒေသများစွာတွင်လေကြောင်းတိုက်ခိုက်မှုသတိပေးချက်များထုတ်ပြန်ခဲ့ရသည်တိုက်ပွဲစတင်ကတည်းကအစ္စရေးဘက်တွင်သေဆုံးသူအနည်းဆုံး12ဦးရှိကြောင်းအာဏာပိုင်များကပြောကြားထားသည်တီဟရန်ထရန်မြို့တော်ဝန်တွင်လည်းညအချိန်တွင်ပောက်ကွဲသံများကြားရပြီးတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားနေကြောင်းသတင်းများထွက်ပေါ်လာသည်အီရန်အာဏာပိုင်များအဆိုအရအီရန်တော်လှန်ရေးကာကွယ်ရေးတပ်Revolutionary Guard ကအစ္စရေးပြည်မှတ်များနှင့်ဒေသအတွင်းရှိ US စစ်တပ်အခြေစိုက်စခန်းများကိုပြန်လည်တိုက်ခိုက်နေကြောင်းသိရသည်လက်ရှိအခြေအနေမှာနှစ်ဖက်စလုံးမှစစ်စင်ရေးများဆက်လက်ဖြစ်ပွားနေပြီးတေဆုံးဒဏ်ရာရသူအရေအတွက်တိုးလာသည့်အတွက်တင်းမာမှုအလွန်မြင့်တက်နေဆဲဖြစ်သည်